မင်းကလေးအလိုရှိခဲ့တာကမိသားစုနဲ့အတူထမင်းတနက်အတူစားကြရုံပါပဲဒါပေမဲ့မွေးမိခင်အရင်ဤပြင်းထန်စွာစုပူချင်းမောင်းခြင်းကိုပဲခံခဲ့ရပြီးဒီမြင်ကွင်းတစ်ခုလုံးကိုအလဲလာတဲ့ကျွဲဝချမ်းသာသောလူငယ်လေးတဦးကမြင်တွေ့သွားခဲ့ပါတယ်မိမိကသူမရွေးထားတဲ့အစားအသောက်တွေကိုသိမ်းယူသွားခဲ့တာကြောင့်ဧည့်သည်စားခြင်းစားကြံတွေကိုပဲစားရတော့မယ့်အခြေအနေဖြစ်သွားခဲ့ရပါတယ်ဒါပေမဲ့အစားအသောက်ကိုပါဇက်ထဲထည့်လိုက်ရုံရှိသေးကောင်လေးတစ်ယောက်ကသူမကိုဘေးကိုဆွဲထုတ်သွားပြီးသူစားမယ့်အစားအသောက်ကိုပေးခဲ့ပါတယ်မထက်သူတွေကတော့မိသားစုအာဏာနဲ့အဆက်အသွယ်တွေအတွက်ထိုကောင်လေးအတွက်အနာဂတ်ဇနီးလောင်းကိုစီစဉ်ပေးထားပြီးသားပါအဲ့ဒီမိန်းကလေးကတော့တင့်တယ်ပြည့်စုံတဲ့အမဖြစ်သူလက်စားပါပဲဒါပေမဲ့ကောင်လေးကတော့ညီမဖြစ်သူစီကိုပဲစိတ်ညွတ်သွားခဲ့ပါတယ်နှစ်အတော်ကြာပြီးနောက်လေးစားကစီစဉ်ထားတဲ့မင်္ဂလာပွဲကနေထွက်ပြေးဖို့နိုင်ငံပြင်ပကိုထွက်သွားခဲ့ပါတယ်မိမိကအန်နာကိုအမအစားဝင်ယူဖို့အမိန့်ပေးခဲ့ပါတယ်အမအတွက်ရည်ရွယ်ခဲ့တဲ့မင်္ဂလာဝတ်ဆောင်ရှိမှာရက်နေရင်အန်နာဟာဒါဟာသူမကိုပိတ်လောင်ထားတဲ့လောင်အင်ကြီးတစ်ခုလို့ခံစားခဲ့ရပါတယ်ဒါပေမဲ့သူမအမအစားမင်္ဂလာဆောင်တာဟာကြာကလက်စားထွက်ပြေးနိုင်ဖို့အတွက်လူကိုယ်တိုင်သဘောတူညီချက်ယူခဲ့တာဆိုတာကိုတော့အန်မသိခဲ့ပါဘူးမင်္ဂလာဆောင်ပြီး3နှစ်အကြာမှာတော့နှစ်ယောက်သားတဖြည်းဖြည်းနီးကပ်လာပြီးသူတို့ရဲ့နေရာမှန်ကိုရှာတွေ့ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲထွက်ပြေးသွားခဲ့တဲ့အမဖြစ်သူကရုတ်တရက်ပြန်ရောက်လာခဲ့ပါတယ်အန်နာကအမရဲ့လူမှုကွန်ရက်အကောင့်မှာညဘက်ဟန်မြစ်ဟန်ရီပုံတင်ထားတာကိုမြင်လိုက်ရပါတယ်အန်နာကမင်္ဂလာဆောင်တုန်းကရခဲ့တဲ့စိန်လက်စွပ်ကိုချက်ချင်းလှမ်းကင်လိုက်ပြီးမင်္ဂလာဆောင်လေးကအမျိုးသားပြောခဲ့တဲ့စကားကိုပြန်စဉ်းစားလိုက်ပါတယ်ဒါကိုတေချာသိမ်းထားပါလက်စွပ်ပိုင်ရှင်ပြန်ရောက်လာရင်ပြန်ပေးရနိုင်လို့အန်နာကသူမနောက်ဆုတ်ပေးရမယ့်အချိန်ရောက်ပြီဆိုတာသိလိုက်တာကြောင့်အမအိတ်ထဲကိုကမန်းကနန်းရှာဖွေပြီးသူမနှွှင့်ပစ်ခဲ့တဲ့ရာဇဝတ်သားပိုင်ဆိုင်တဲ့ဖုန်းကိုပြန်ရှာခဲ့ပါတယ်အန်နာကအမျိုးသားစီကိုဒုတိယအကြိမ်ဖုန်းဆက်ပြီးဒီတစ်ကြိမ်မှာတော့ရာဇဝတ်သားအဖြစ်ဟန်ဆောင်ကချင်းချောက်ခဲ့ပါတယ်အန်နာရဲ့နေရာဟာမူလကတည်းကလက်ဆက်ပိုင်ဆိုင်တာဖြစ်လို့ဂျာကနေနဲ့အန်နာနဲ့ချက်ချင်းကွာရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်ဂျာကတော့ရင်မောလိုက်ပြီးလက်ဆက်မပြောက်ကွယ်သွားခင်နောက်ဆုံးတွေ့ခဲ့တဲ့သူဟာသူကိုယ်တိုင်ဖြစ်ကြအောင်လီဆာကသူနဲ့သဘောတူညီချက်လုပ်ခဲ့တာကြောင့်လီဆာဟာဘာမှမဖြစ်နိုင်တော့ကြောင်းနဲ့သူမဟာဘယ်တော့မှသူ၏ဇနီးဖြစ်လာမှာမဟုတ်ကြောင်းပြောခဲ့ပါတယ်အန်နာဟာကြားလိုက်ရတဲ့စကားကြောင့်နှင်းသက်သွားပြီးထိတ်လန့်တကြားဖုန်းကိုချက်ချင်းချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကတကားပွင့်တန်ကြားလိုက်ရလို့အန်နာကဖုန်းကိုမြန်မြန်ပုံးကွယ်လိုက်ပါတယ်သူမစိတ်အေးအောင်မလုပ်နိုင်သေးခင်မှာပဲအမျိုးသားကနောက်နေ့မိသားစုစားတော့ပွဲကိုခေါ်သွားမယ်လို့ပြောလိုက်ပါတယ်။ဒါဟာနန္ဒကိုချက်ချင်းထိတ်လန့်သွားစေခဲ့ပါတယ်။အဲ့ဒီပွဲဟာချမ်းသာတဲ့ထိပ်သီးတွေနဲ့ဩဇာရှိတဲ့နိုင်ငံရေးသမားတွေနဲ့ပြည့်နေနေတဲ့ပွဲဖြစ်ပါတယ်။အိမ်သားထဲမှာတော့အမျိုးသမီး2ယောက်ကကြားခဲ့ဇနီးအကြောင်းအတင်းပြောနေကြပြီးအန်နာကိုလူရဝင်ဖို့စ조사နေတယ်လို့တောင်းပြောင်းနေကြပါတယ်။အန်နာကအကုန်ကြားလိုက်ရပေမဲ့ရင်မဆိုင်ပဲဒီတိုင်းလွတ်ထားလိုက်ပါတယ်။အဲ့ဒီအမျိုးသမီးတွေအမျိုးသားဘေးမှာဝိုင်းအောင်နေတာကိုမြင်တော့အန်နာကတိတ်တဆိတ်ထွက်ခွာလာခဲ့ပါတယ်။ခေါင်းမိုးထက်ကိုတက်သွားပြီးအမျိုးသားစီဖုန်းဆက်လိုက်ပေမဲ့ဒီတစ်ချိန်မှာတော့အမျိုးသားကချက်ချင်းဖုန်းမကင်ခဲ့ပါဘူး။အန်နာကသူ့အခြားအမျိုးသမီးနဲ့စကားပြောနေတယ်လို့ထင်လိုက်ပါတယ်။ဖုန်းချတော့မဲ့အချိန်မှာပဲကြားခဲ့အတန်ကိုကြားလိုက်ရပါတယ်။အန်နာကရာဇဝတ်သားရဲ့အတန်နဲ့အန်နာရဲ့အားနည်းချက်တွေကိုရင်ထဲကအတိုင်းထုတ်ပြောလိုက်ပါတယ်။ကြားကစကလုံးတိုင်းကိုပြန်လည်ညှင်းဆန်ခဲ့ပါတယ်။အန်နာဟာမိသားစုကိုချစ်တဲ့စိတ်ကြောင့်သာသူမကြိုက်တဲ့ပုံစံမျိုးဖြစ်လာခဲ့ရတာလို့ပြောခဲ့ပါတယ်။ငါစိုးရိမ်ပူပန်မှုတွေကြောက်ရွံ့မှုတွေနဲ့စိတ်တက်ကြနေတဲ့အခါသူမကိုကြည့်လိုက်ရုံနဲ့ငြိမ်သက်အေးချမ်းမှုကိုခံစားရတယ်။သူမမမြင်ဘူးခဲ့တဲ့မိမိပုံရိပ်ကိုအမျိုးသားကဖော်ပြတာကိုကြားရတဲ့အခါအန်နာဟာမျက်ရည်ကျကငိုကြွေးလိုက်ရပါတယ်။ဒါဆိုဘာလို့ဟောင်းကြီးချိုကိုမမြင်ချင်အောင်ဆောင်ခဲ့တာလဲ။ဘာလို့အဲ့ဒီလိုလုပ်ခဲ့တာလဲ။သူမဟာဘလောက်တော်ကြောင်ပြောနေပြီးတော့ဘာလို့လင်မယားဆိုတဲ့အထင်မှားမျိုးမလုပ်နဲ့လို့ပြောခဲ့တာလဲ။ပြီးတော့ဘာတတိပေးချက်မှမရှိပဲကြား